မင်္ဂလာပါဗျတနခါလေးနဲ့မောင်တကားလေးကပြန်လဲကြိုးစုလိုက်ပါတယ်ဗျနော်ကဲဒီဗီဒီယိုဖိုင်လေးကကျွန်တော်30ရက်နေ့ကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီးနဲ့ဓာတ်ကွက်ကောင်းမင်းရောကွက်ကိုကျွန်တော်အလကားလာရောက်မျှဝေပေးတာဖြစ်ပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့စိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေစိတ်သွားတိုင်းကိုပါလူရစနစ်လုံးတော်ရတဲ့ပြည့်စုံကြပါစေလို့ကျွန်တော်တကားလေးကဥစားပထမနှုတ်ခွန်းဆက်တာကာတော်ပြုပါတယ်ဗျနော်ကဲကျွန်တော်တို့ဒါတနင်္လာနေ့အဖွင့်ပွဲမှာတော့ဒါမင်္ဂလာမနေ့ပိုင်းမှာကျွန်တော်305ဝမ်းချင်းညနေပိုင်းမှာ2ခွန်ဝမ်းချင်း83မင်းရောခွက်နဲ့ကျွန်တော်နှံသီးစားအောင်မြင်ခဲ့ပါပြီဗျာနော်ကဲရလိုက်ပေါက်လိုက်တဲ့သူလေးတွေရဲ့ဒါပေါက်ကြီးလေးကိုလည်းကျွန်တော် comment မှာမှတ်တွေ့ကြပါတယ်အဲကျွန်တော်ကြာသပတေးနေ့အတွက်ကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီးလေးပြောမယ်တက်ခွက်ကောင်းပြောမယ်မိတ်ဆွေတို့ကကျွန်တော်ဘယ်လိုကူညီပေးရမလဲဆိုရင်နံပါတ်1ချက်အများမြင်များပေါအောင် share ပေးသွားပါနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကနေကို comment မှာမှန်ပေးသွားပါနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီတိုင်းတွေ့မြင်အောင်ကျွန်တော်ဒီ file လေးကိုဒါ like and follow လုပ်ပြီးတော့ကူညီပေးသွားပါဗျာနော်ကဲဒါဆိုကျွန်တော်ပြောမယ်ဗျကျွန်တော်ရဲ့တလုံးနဲ့တော့လုံးမိုင်ပတ်တီးလေးကကျွန်တော်4ပိုင်း4ပတ်တီးလေးဖြစ်ပါတယ်တက်ခွက်ကောင်းလေးမပြောခင်မှာကျွန်တော်ပြောချင်တာကဘာလဲဆိုတော့တခါလေးပြောမယ်နော်ဓာတ်ကွက်ကောင်းလေးမပြောခင်မှာကျွန်တော် main all ကွက်ကလေးမပြောခင်မှာမိတ်ဆွေတို့ကျွန်တော်ထုံးစံတိုင်းအချက်ကလေး3ချက်နဲ့ share ပေးသွားနံပါတ်1ချက်အများမြင်များပေါအောင် share ပေးသွားနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကနေ comment မှန်ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီနေ့တွေ့မြင်အောင်ကျွန်တော်ဒီဗီဒီယို file လေးကိုဒါပေါ့နော် like and follow လုပ်သွား Telegram သုံးတဲ့သူလေးတွေပါရင်ဒီအပေါ်က Telegram link လေးကိုထောက်ပြီးတော့ကျွန်တော် Telegram channel လေးကို join ထားပါเนาะငကားလေးဆိုရဲ Telegram channel လေးကိုလာ join ဖို့တူတယောက်ချင်းစီကိုဖိတ်ခေါ်တယ် Telegram သုံးတဲ့သူတွေเนาะအဲ့ဒါကဘယ်လိုလူမျိုးလဲဆိုတော့မအားမလက်တဲ့သူတွေကျွန်တော် live show တွေကိုပုံမှန်မကြည့်နိုင်တဲ့သူတွေအတွက်ကျတော့ Telegram မှာကျွန်တော်စာလေးတွေရေးတင်ပေးထားမယ်เนาะတဏီကုံစာလေးเนาะအဲ့ကြောင့်မလို့ join ထားပါ Telegram ကိုเนาะကျွန်တော်တို့ဒါတလုံးမိုင်ပတ်တီးက4ပိုင်း4ပတ်တီးဓာတ်ကွက်ကောင်းက42မှာ9ဟုတ်ပြီနော်တခြားမှနော်42မှာ9တခြားမှနော်ဒါ42မှာ9ဒါတလုံးမိုင်ပတ်တီးနဲ့ဓာတ်ကွက်ကောင်းဖြစ်ပါတယ်ကဲဝမ်းချင်းစော့ခြင်းတဲ့သူတွေအတွက်ကြောင့်ကျွန်တော်တို့49ဝမ်းချင်းပါဗျာနော်49ဝမ်းချင်းပါ49ဝမ်းချင်းကိုကျွန်တော်တို့ဘာနဲ့ကတ်ဆိုရမလဲအတိအကျမှတ်ပါ3ညခွန်38ဆိုတဲ့ဒီကနေ့လေးလုံးနဲ့ကတ်ဆော့ပါ3ညခွန်38နဲ့ကတ်ဆော့ပါနော်ဓာတ်ကွက်ကောင်း4ပိုင်း4ပတ်တီးတလုံးမိုင်က4ပိုင်း4ပတ်တီးဓာတ်ကွက်ကောင်းက42မှာ9ဝမ်းချင်းစော့ခြင်းကျွန်တော်49ဝမ်းချင်းကို3ညခွန်38နဲ့ကတ်ဆော့ပါနော်ကဲအားလုံးပဲအဆင်ပြေကြပါစေလို့ကျွန်တော်ဒီနေရာကနေဒါဆူတောင်းပေးပါတယ်မိတ်ဆွေတို့ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုတွေ့ပြီဆိုတာနဲ့ဒါမိတ်ဆွေတို့အတွက်အကျိုးတစုံတရာရရှိမယ်လို့ကျွန်တော်မျှော်လင့်နေနော်ဒါကြောင့်မလို့နံပါတ်1ချက်အများမြင်များပေါအောင် share ပေးသွားနံပါတ်2ချက်ကျွန်တော်နှုတ်ကပြောတဲ့ကနေကို comment မှန်ပေးသွားနံပါတ်3ချက်ကျွန်တော်ဗီဒီယိုအသစ်တွေဒီနေ့တွေ့မြင်အောင်ကျွန်တော်ဒီဗီဒီယိုဖိုင်လေးကိုဒါ like and follow လုပ်ပြီးတော့ကူညီပေးသွားပါเนาะတူတယောက်ချင်းစီเนาะအစဉ်ပြေမှာပါအားလုံးပဲเนาะအားလုံးလည်းဒီနေ့မှဒီနောက်လာမဲ့မနေ့ဖြန်ပေါင်းများဆိုမင်္ဂလာရှိတဲ့မနေ့ဖြန်တွေကိုပိုင်ဆိုင်နိုင်ကြပါစေဆန္ဒနဲ့ဘဝတွေတထထဲကြပါစေတာယာပျော်ရွှင်စရာကောင်းတဲ့မိသားစုဘဝတွေကိုပုံဖော်ဖန်တီးနိုင်ကြပါစေလို့ကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးကိုချစ်ပါတယ်အားလုံးလည်းအစဉ်ပြေကြပါစေဘိုင်ပါဗျ